မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ကျမတို့ဒေါနာ TV ရဲ့တက်မတော်တွေကစကားသံအစီအစဉ်အနေနဲ့ခမရ20ကစစ်တီတအူပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်ကတောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပခလက်အောက်ခံတပ်ပဲခူးတိုင်းဒေသကြီးညောင်လေးပင်ခရိုင်ညောင်လေးပင်မြို့နယ်ကခမရ20ကပါခမရ20ဗဟိုကင်းကယာယီကင်းမှုတက်ကြက်ကြော်ဆူးဟာရဲဘော်တွေအပေါ်မှာနိုင်ထက်စီးနှင်းအနိုင်ကျင့်မှုတွေလုပ်နေပါတယ်မထင်ရင်မထင်သလိုဆဲဆိုထိုးကျိတ်နေပါတယ်စစ်သားချင်းအတူတူပါပဲဒါကိုမတူသလိုမတန်သလိုခွဲခြားဆက်ဆံပြောဆိုပြီးထိုးပါတယ်သူ့ကိုယ်သူဘာကောင်းလို့ထင်နေလဲမသိဘူးတရင်ကလူကြီးများကလည်းသူပြောသမျှယုံကြပါတယ်တက်ချက်ကြော်ဆိုဗဟိုကင်းမှာထင်ရဆိုင်နေတာကိုတပခကအကြီးအကဲများနဲ့တရင်ကအကြီးအကဲများသိစေချင်ပါတယ်တက်ချက်ကြော်ဆိုရဲ့အနိုင်ကျင့်မှုကြောင့်စစ်သားအချို့လည်းတက်ကပြေးကုန်ကြပါပြီဒါလည်းထပ်ပြီးအနိုင်ကျင့်ထိုးကျိတ်နေတော့မှာပဲဒါကိုအကြီးအကဲများသိစေရန်နဲ့ထိရောက်စွာအရေးယူပေးပါရန်မြစ်တာရက်ခံအပ်ပါတယ်လို့စာရေးသားပေးပို့လာပါတယ်ရှင်ကျမတို့အစီအစဉ်ဟာတပ်မတော်သားတွေနဲ့တပ်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်တပ်မတော်သားအရာရှိစစ်တီတွေအိမ်အောင်တဲ့ရဲမေတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင်မက်ဆေ့ဘောက်ကနေတဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်